ရေမူးပြေအောင်တောက်လို့မရဘူးသုံးခွက်ဆိုဒုံးတက်တာလားကိုမသားတော့ဘောလေးခွက်မြောက်ပြီးသွားမတောက်တဲ့လေးဘက်ထောက်ပြန်ရမယ်အားရမတတ်နိုင်မင်းမရှောင်းကိုမေကိုဒိုးရတယ်ဒီမဲ့စားပါလို့လည်းငါဒိုးပါအဝါမြင်တိုင်းလောင်းနေလို့ငါသားတော်တော်လို့လှူပြီးပြီလို့စကားကွာတိုက်ဆွေးလို့လည်းညင်လို့မထွက်ဘူးဦးကျင်းနဲ့ပါဒီလိုသားလို့ဦးတို့ရေကျွန်တော်တို့ဟိုမှာတော့ချိတ်ပိတ်တွေတိတ်တိတ်တောက်နေရတာပြတ်လားတောက်တိုင်းမူဦးရေမူးပြေအောင်တောက်လို့မရဘူးသုံးခွက်ဆိုဒုံးတက်တာလားကိုမသားတော့ဘောလေးခွက်မြောက်ပြီးသွားမတောက်တဲ့လေးဘက်ထောက်ပြန်ရမယ်အားရမတတ်နိုင်မင်းမရှောင်းကိုမေကိုဒိုးရတယ်ဒီမဲ့စားပါလို့လည်းငါဒိုးပါလားပလင်းကုံတော့အငင်းကုံဖြစ်ကုန်ကြပြီတငယ်ချင်းနေတယ်ဒီအေးဒိုးမလို့မဟုတ်လားဆက်ပြောဆိုဒီဘက်အရက်တော့ရောက်နေပြီကြာတော့သုံးခွက်ဆက်ဒုံးတက်လာပြီကွာပြန်ရအောင်ပါလေခကြီးပန်းတော့ထင်းကားမရောက်ပဲတည်ဦးမယ်အဲ့ဒါဟိုရံပွဲဆိုတော့သူကားကြီးအမြန်မဆွဲရဘူးရဲလာမှဆွဲတာတော့ရဲလာမှဆွဲတာတော့လားလူအဲ့ဒါဟိုမှာရဲကလက်ထိတ်ခပြီးတော့ရဲစိတ်ညှက်ထားတာပါဗျာအဲ့ဒီမှာအဲ့ဟိုကရုံရိတ်ကြတော့သုံးဘိန်းနဲ့လာခဲ့ဟုတ်တဲ့လာခေါ်ပြန်အောင်သုံးဘိန်းကကိုမဆင်းရဲလို့မှပြင်းလဲတော့မသိနိုင်ပါဘူးဆိုမှကျလားလုံချင်းကိုသုံးဘိန်းနဲ့သူကခေါ်နေတာတေခွာလို့လာခဲ့ဦးမယ်လို့တကယ်ရတယ်အဲ့တော့ကိုကျတော့ဘယ်လိုရှင်းနေရမေ့နေလို့မှနောက်ကျတော့တရားသူကြီးကအားဆူပြီးပြန်လွတ်တာအဲ့တော့ဥပဒေကလိုရာဆွဲပြီးတော့တရားရုံးကတုံးကျသွားတယ်နောက်ပြန်လို့တော့ရဲမေတွေကခဲမကြေဘူးမူသမားတွေနဲ့ဆိုတော့ဆန်းပြန်ရောက်ဆိုတာဆန်းပြန်ရောက်တော့စကမ်းမှုကလည်းရမ်းမှုနဲ့တော့ပါတရားမှမလားမပေးဘူးအဲ့ဒါဘာသဘောလဲအေးရင်းနဲ့စိတ်တင်းပြီးတော့ရှောက်ပါစူးညာနမဘယာဆဲဆိုနေတော့ကျတော့ဒဲဒိန်းတွေကဘယ်တင်းကုန်မှမသိတော့အဲ့ဒီရက်ွက်ကကျွန်တော်တို့ဇက်ထွက်တူအောင်မေးရတယ်မပါကျွန်တော်ကြည့်နေကြတာပြက်ပေါင်ဖတ်တယ်နဲ့မျက်တောင်မခါဘူးသားသမီးတွေနဲ့နားကြီးမခံနိုင်ဘူးဟုတ်တယ်လွတ်တော်ဆိုးစောနာလို့လမ်းလုံးကရမ်းတုံလို့မရဘူးဆိုတာအဲ့တော့ကြည်ကြက်တယ်လည်းခုကစီစက်ကုန်ပြီလမ်းကောင်းဖို့အတွက်ကသူတို့ကရမ်းမောင်းနေရအားလုံးထုံးကားမှာမဟုတ်ဘူးစိတ်လေးကအသေးစိတ်ဖြတ်ပလိုက်ပြီးမရှိတော့ဘူးဗျာနွားเจ้าဆိုတားကောင်းတဲ့အပေါင်းအသင်းတွေကိုပြက်ကုန်ပါပြီဆိုမှအခုအရင်တုန်းကစိုက်ကွင်းနဲ့ကိုကြုံလာတာဗျာနွားเจ้าတို့ကနေလေအုတ်ကြီးအဟုတ်တီးမယ်လို့သားလူကြက်လားအုတ်ကြီးထွေးအုတ်တရားအမှန်တော့အခြေမဟုတ်တာပြောဒီကအုတ်ကြီးကိုအကဲခတ်ကြီးတယ်သူနဲ့ငါနဲ့အတော်ပဲတဲ့ဟုတ်တယ်မဟုတ်တော့ဘူးအခြေမှန်တော့ကွာဝန်ထမ်းတွေကကိုယ်ဝင်ကိုမထမ်းတော့ဘူးမဟုတ်တာလုပ်ပြီးဥစ္စာပြုတ်အောင်လုပ်နေကြတာကြည်ရလဲထိုးတယ်အဲ့ထီလက်မနဲ့အိမ်မိုးမသိရင်လုံပြီသမီးသမီးကြည့်လိုက်ဟိုပါအာမိုးပက်ထားတဲ့လေမတဲ့တော့ထိုးတယ်လားမတန်းရကြည့်လိုက်ကွာလမ်းလုံးကရမ်းတုံလို့မရတော့ဘူးကျွမ်းကျင်မှလမ်းပြေလို့ရတော့တာအလူရတာဘလာဘလာအလူနဲ့ဟွာနဲ့ရှောင်းတာကိုဗစ်နဲ့ရှောင်းနေတာပဲကျတော့လွတ်တော်တွေကဇိုးစော်နေကြပြီကွာဇိုးစော်တယ်ပြီးကြီးကြက်တယ်လည်းစီစက်တာဟုတ်တယ်ကြီးကြက်တယ်လည်းစီစက်တာအဲ့လိုလေးကျွမ်းကျင်မှလမ်းပြေလို့ရတာမှလို့ကွာဟိုဒီလိုလမ်းဘေးကြောက်ဗျာတူဖို့ဒူးကျိုးအောင်ထူရတာတနေ့လာလဲ9000တနေ့လာလဲ9000အဲ့လိုထုနေတဲ့ဂျာတွေကအဲ့30တောင်းတဲ့သူ့ဘွားနေမြတ်30တောင်းပြောင်းထူခိုင်းတယ်30တောင်းဆိုရင်တော့ကျွန်တော်မထူနိုင်တော့ဘူးလို့အပြီးပြောင်းတော့မှလို့ကျွန်တော်လည်းပြောတာဟိုရဘဝသမားပါဗျာသူတို့ဟိုမုံလာတုံးနဲ့ကြုံကလှုပ်လာတာမုံလာတုံးနဲ့ကြုံငါပြီးအောင်စားပြီးမသိအောင်သွားတာပြောတော့မပြောရဘူးကျွန်တော်တို့မှ
အစာမတိုင်ရွာရက်ကဘယ်သူမှမကြည်ညိုဘူးငါတွေကောင်းလာတဲ့ခေတ်ရောက်နေပြီမပေးအကျွေးတင်တဲ့ညနာလေးနဲ့ဒီကစိတ်မကောင်းတော့စိတ်ရောက်ပြီလေလားကျွန်တော်စိတ်အုပ်ကြီးကုန်ပြီဗျာရှိတော့ကောင်းမှပြန်တော့အားငယ်မှဆိုတော့နွားဝယ်မဲ့ပတ်စံလေးနဲ့ပါဗျာဆန်သီးကတော့အကြံကြီးပြီးတော့လောက်ရတာပါဗျာကိုကတော့သူတို့ကမဟုတ်ဘူးဆန်ပြော့စားတယ်သူတို့မာလျှော့ပြန်ကုန်နေတာကိုတယောက်တည်းပဲအထီးကျန်အပြီးတွန်တော့နဗေတက်တွေပေကပ်ပြီးပြောစေချင်တာနားထောင်ကောင်းလို့တဲ့ဟုတ်တယ်ညီတို့နားထောင်ကောင်းတာရေးမကြည့်ဘူးလို့ငါတို့ကပါတောင်ညောင်းလာပြီလို့ပြောပြတာဆန်ပြော့စားလို့မာလျှော့ပြန်มาကြောက်နာနောက်ဒီကြရင်ဆန်มาစားမှာနောက်တစ်ခေါက်ပြန်လာအောင်လို့ပြောဦးမှာတကယ်ပြဿနာဟိုထပ်တရားလို့မလုပ်ကြပါနဲ့လို့ထပ်တရားလို့မလုပ်ပါနဲ့ဟုတ်တယ်ထပ်တရားသာစားကောင်းတာပြဿနာထားမကောင်းဘူးရေရသားလေးသုံးမိမမိုးမလင်းသေးဘူးသိုးတဲ့င်းတွေပြောနေလို့ခက်တာ ဟောအလုံးမပြောကြလိုက်လို့လည်းဘုံဘုံရာဒီဥထုကောင်းမှာ